နောက်ဆုံးမှာတော့ Stranger Things ရဲ့ final season final episode ဖြစ်တဲ့ The Right Side Up လည်းထွက်လာပါပြီ Stranger Things က2016မှာပထမအဆုံး pilot season ကိုစထွက်ပြီးတော့အခု9နှစ်ကြာမှာပဲဒါပရိသတ်တွေအားလုံးကိုနောက်ဆုံး season နဲ့အတူနှုတ်ဆက်သွားပြီဖြစ်ပါတယ်စပြီးလွှင့်တဲ့ season 1ရဲ့ဒါ ending episode ကနာမည်က Upside Down ဖြစ်ပြီးတော့အခုဒါတွေအကုန်လုံးကိုပြန်ပြီးတော့အပိသက်ပြီးတော့တင်လိုက်တဲ့နောက်ဆုံး season ရဲ့နောက်ဆုံး episode ရဲ့နာမည်က The Right Side Up ဆိုပြီးတော့ပေးထားတယ်ပေါ့ဆိုတော့ Stranger Things ရဲ့ final season ဖြစ်တဲ့ season 5ကတော့2025ခုနှစ်ဒီဇင်ဘာလမှာဒါ volume 3ခုခွဲပြီးတော့ထွက်လာတယ်ဆိုတော့ပထမ volume မှာအပိုင်း4ပိုင်းဒုတိယ volume မှာကျတော့အပိုင်း3ပိုင်းနဲ့တတိယ volume မှာကျတော့ဒါနောက်ဆုံးတစ်ပိုင်းပဲပေါ့နော်2နာရီကျော်ကြာတဲ့ဒါ final episode အနေနဲ့ထွက်လာတာဖြစ်တယ်ဒီ9နှစ်တာကာလလုံး Hawking နဲ့ပတ်သက်ပြီးတော့ဖြစ်ပျက်ခဲ့တဲ့ပြဿနာတွေအကုန်လုံးကိုဒီ2နာရီကျော်လေးနဲ့လုံးဝစသိမ်းထားတယ်ဆိုတာတကယ်လုံလောက်ရဲ့လားဆိုတာမေးခွန်းတွေထုတ်စရာလည်းရှိလာတယ် series တစ်ခုလုံးခြုံကြည့်လိုက်မယ်ဆိုရင်မလိုအပ်တဲ့ drama တွေအရန်ထည့်ထားတယ်လို့ခံစားရတယ်ဒါပထမဆုံးတစ်ချက်ပေါ့နော်ဒါကြည့်ရလူတွေရဲ့ attention ကို grab လုပ်ချင်တဲ့အတွက်ကြောင့်မလို့မလိုအပ်တဲ့ကိစ္စတွေကိုသူတို့ထည့်ပြီးတော့ပြောထားတယ်ထည့်ပြီးအသစ်တွေထပ်ထည့်ပြီးတော့ထည့်ပြတာကိုတွေ့ရတယ်အထူးသဖြင့်သိတာကတော့ဒီ season ရဲ့ volume 1နဲ့ volume 2မှာဆိုရင်ဒါကျွန်တော်တို့အတွက်မလိုအပ်တော့တဲ့အရာတွေကိုအများကြီးထပ်ထည့်ပြီးတော့ချဲ့ပြီးတော့ပြထားတာကိုတွေ့ရတယ်သူတို့ဘလောက်ပဲဒါကိုငကိုတွေကပလန်ပြီးတော့ရိုက်ပါတယ်ပြောဒါနောက်ပိုင်းမှာထပ်ဖြည့်ပြီးတော့ရေးသားထားတယ်ဆိုတော့ script ကိုရေးထားတယ်ဆိုတဲ့ကိစ္စတွေကဒါအများကြီးသိတာတယ်ပေါ့နော်ဥပမာဒီ dimension x ဒါ abyss ပေါ်လာတယ်ပေါ့နော်အဲ့လိုမျိုးကိစ္စတွေ upside down ရဲ့အပြင်မှာထပ်ပြီးတော့အများကြီးထပ်ပြီးပေါ်လာတယ်ဆိုတဲ့ကိစ္စတွေကဒါဘလို့မှသူတို့ငကိုတွေကစပြီးပလန်ထားရဆိုတော့မဖြစ်နိုင်ဘူးလို့ပဲကျွန်တော်ပြောချင်တယ်ပြီးတော့နောက်တစ်ခုကကြတော့ဒါဒီ series ထဲမှာကျွန်တော်တို့သိဖို့မလိုအပ်တဲ့ကိစ္စတွေကျွန်တော်တို့အတွက်ရှင်းပြောရင်ကွာကျွန်တော်တို့ဒါ fan တွေအနေနဲ့ဆိုရင်ကြည့်ပြီဆိုရင်ကျွန်တော်တို့ကအများကြီးမှတ်မျှော်လင့်အောင်ပေါ့နော်ဒါအရှိမရှိတဲ့ season 4ခုစာကိုအကုန်လုံးကိုတင်ထားတဲ့ဟာမျိုးကိုကြည့်ချင်တာဒါပေမဲ့သူတို့ကတော့ဒါမလိုအပ်ပဲနဲ့အသစ်တွေထပ်ပြီးတော့ပြတယ်ဥပမာဒီ exotic matter ကိစ္စတွေပြီးတော့ဒါ Henry Cree ရဲ့နောက်ကြောင်းဒီ back story တွေဘာတွေကိုထပ်ပြီးတော့ချဲ့ပြတာမျိုးရှိတယ်ပြီးတော့ဒီ Holy ကိုအရင် second time ပေးထားပြီးတော့ရိုက်ပြသွားတာတွေရှိတယ်ဒီ writer ကပေါ့နော် writer တွေကဒီ သူ့ရဲ့ character တွေကိုအရန်ကိုညှာလုံးတယ်လို့ပြောလို့ရတယ် Steve ဆိုရင်ပြုတ်ကျသွားတယ်ကော်လုံးကဝကနေသိပြီလားမသိဘူးထင်တဲ့ချိန်မှာဘယ်တော့မှမကြောက်ဘူးဖက်ကနေ blood screen တစ်ချက်ပြသွားတယ်ပြီးသွားရင်ဝင်ပြီးတော့ကဲခံလိုက်ရတယ်မသိသွားဘူးတာဝါဘောပြုတ်ကျတယ်ဆိုတော့အဲ့တမင်လောက်တာကွာပြောရမယ်ဆိုရင်ဒါတမင်ကိုလုံနေရလို့ပြောလို့ရတယ်ဆိုတော့အဲ့ဟာကြီးတွေက like တိကွာပေးသိရင်သိလိုက်ပါသိလားအေးစစ်စစ်ဇက်သိမ်းလို့ရတကယ်ကောင်းမွန်သိမ်းလို့ရနောက်ဆုံးဒီ11တောင်မှ upside down ထဲမှာကြံခဲ့ပြီးတော့မှသူ့ကိုယ်သူအသေးခံလိုက်တယ်ဆိုတဲ့ပုံစံမျိုးပြသွားတာတောင်မှသူတို့မှအဲ့ဆုံးဖြတ်ချက်ကိုကောင်းမချနိုင်ဘူးကွာအဲ့ဒီအတွက်ကြောင့်မို့လို့နောက်ဆုံးမှဒါမိုက်ကနေပြီးတော့သူ့ရဲ့ theory ကိုရှင်းပြရတယ်ဆိုတဲ့ကိစ္စတွေဖြစ်လာတယ်အဲ့ဟာတွေကိုတမင်ထည့်ထားတယ်ဆိုတော့အဲ့ဟာတွေကဒါ writer တွေအနေနဲ့လည်းဆုံးဖြတ်ချက်မပြတ်သားဘူးပြီးတော့သူတို့တခုခုလှုပ်ဖို့အတွက်ကိုနည်းနည်းကြောက်နေရလို့ခံစားရတယ်တိတ်ပြီးတော့မပြောရဲဘူးပြီးတော့ story ကအရန် simple ဖြစ်ပြီးတော့ငါတို့နှုတ်ဆက်ကြမယ်ဆိုတဲ့ဟာမျိုးလောက်ပဲလှုပ်ထားတာကိုတွေ့ရတယ်မကောင်းလို့မပြောဘူးဇလန့်ကောင်းတယ်ပြီးတော့နောက်တစ်ချက်ကဘာလဲဆိုတော့ဒီ character တွေရဲ့တရုပ်ဆောင်တွေပေါ့ကွာ actor တွေဆိုတော့အရင် series တွေတုန်းကအရင် season တွေတုန်းကအရန်ကောင်းတယ် character ဒီ acting ပိုင်းတွေဘာတွေက performance တွေဘာမှပြောစရာမလိုဒီကလေးတွေကဒါပေမဲ့အခုနောက်ဆုံး final season မှာတော်တော်ဘုတ်တယ်လို့ထင်တယ်အစိုးဆုံးက11ပဲ11ကဘာဖြစ်နေရလဲတော့ကျွန်တော်လည်းမသိဘူးပြီးတော့တချို့အခန်းဆိုရင် CGI ကတော်တော်လေးကိုစိုးတယ်ဒါ11နဲ့5တဲ့ final scene တွေမှာဆိုရင်သူတို့ပုံဖော်ထားတဲ့လုံးဝ 3D modeling ပုံစံမျိုးတွေဒါ mind flayer ကိုပြတဲ့ပုံစံမျိုးတွေ Wagner ကို CG နဲ့လုပ်ထားတဲ့ဟာတွေကအရမ်းမိုက်တယ်ဒါပေမဲ့ဒီ fight scene တွေက movement တွေမှာတော်တော်စိုးတယ်ပြီးတော့ဒီ final season ကို carry လုပ်သွားတာကတခြားမဟုတ်ဘူး Derek Suck My Fat One ဆိုတဲ့ Derek ရယ်ပြီးတော့နောက်အကြိုက်ဆုံး character ကဒါ Henry character ပဲဆိုတော့
ဒီနှစ်ယောက်ကဒါတော်တော်လေးကို carry လုပ်သွားပေးရလို့ပြောလို့ရတယ်ဆိုတော့ channel character တွေကဟုတ်လားဆိုတော့တချို့တွေက screen time မရတာနဲ့ပါနဲ့ဆိုတော့တော်တော်လေးကိုအဆင်မပြေဘူးပဲပြောရမယ်ပြီးတော့ကျွန်တော်စိုးရိမ်နေတဲ့အတိုင်းပဲနောက်ဆုံး finally ဒီ final episode ကြီးကမကြိုက်ဘူးကွာ2နာရီရှိရကွာ1နာရီခွဲလောက်နဲ့ဇက်လန်အကုန်သိမ်းသွားပြီကျန်တဲ့နာရီဝက်ကိုအေးအေးဆေးဆေးလေးလူတွေကိုစိတ်ပေးပြီးတော့စိတ်ချမ်းသာပြီးတော့ဖြစ်သွားအောင်လို့ပြီးတော့ကျွန်တော်ထင်ဒီကောင်တွေကလူမုန်းနေအောင်လုပ်သွားလို့ပဲကျွန်တော်ခံစားရတယ်ဇလန်းကောင်းတစ်ခုခု story တစ်ခုကိုကောင်းကောင်းပြောသွားတယ်ဆိုတော့ vibe မျိုးထက်သူတို့အပလိန်ခံမှာဆိုလို့နောက်ဆုံး final တော့ငါတို့အနိုင်နဲ့ပဲသိမ်းမယ်အေးအေးဆေးဆေးလေးပဲဒီရုပ်ရှင်ကနေပြီးတော့ထွက်သွားကြမယ်ဆိုတဲ့ပုံစံမျိုးနောက်ဆုံးကစားပွဲတစ်ခုကိုကစားပြီးသွားရင်အနားယူတော့မဲ့ဒါဘောက်ဆင်ကစားသမားတစ်ယောက်ရဲ့စိတ်ဓာတ်မျိုးငါတော့ဒီပွဲကိုအနိုင်နဲ့ပဲပိုင်းမယ်အေးချမ်းချမ်းပြီးသွားမယ်ပြီးရင်ငါအနိုင်နဲ့ပျော်ပြီးတော့ထွက်သွားမယ်ဆိုတဲ့ပုံစံမျိုးသူတို့လှုပ်လိုက်ပုံရတယ်တချို့ဟာတွေဆိုတော်တော်ပောက်ကရလှုပ်ထားတာတွေတွေ့ရတယ်အဲ့လိုမျိုး mind flayer ကြီးကို slingshot နဲ့တွားပြည့်နေတဲ့ကောင်တို့အရာရာအားလုံးကိုအစင်မပြေပြေအောင်ဇက်တိုက်ပြီးတော့ညှိထားတဲ့နောက်ဆုံးဒီ final result ကဒါပဲဆိုတာကိုပြချင်တဲ့ဟာကိုရောက်အောင်ဆွဲယူပြီးတော့တမင်ထပ်ဖြည့်ပြီးတော့ရေးထားတဲ့စာတွေလို့ပဲဒီ writing ကိုသဘောထားတယ်ပေါ့နော်ဆိုတော့အဲ့ဒါကြီးက complete တော့ဖြစ်သွားတယ်ဒါပေမဲ့မဖြစ်အောင်လုပ်ထားတဲ့ဟာမျိုးအဲ့လိုပုံစံမျိုးခံစားရတယ်ဆိုတော့ကျွန်တော်ရဲ့ဒါ Stranger Things ပေါ်အထင်အမြင်ဒီလောက်ပဲအဲ့တော့အားလုံးပဲ bye bye bye